မင်းကလေးတွေအတွက်စိတ်ခွန်အားစကားလေးများကိုချစ်တတ်ပါကိုဂယူဆိုင်ပါကိုမချစ်ရင်ဘသူချစ်မှာလဲကိုတန်ဖိုးထားတတ်ဖို့အရေးကြီးတယ်အရှုံးမပေးနဲ့ကြိုးစားကြမယ်မင်းရဲ့အိမ်မက်ကိုအခြားသူရဲ့အိမ်မက်အထက်အစိပ်ပိုင်းတစ်ခုမချစ်ပါနဲ့ကိုဘဝကိုယ်တိုင်ထိန်းချုပ်ပါအိမ်အောင်ရှင်ဖြစ်ရင်လဲကိုလှလှလေးနေလို့ရတယ်ခလေးအမိဖြစ်ရင်လဲကိုမေ့မထားနဲ့အခန်းကဏ္ဍဘလောက်ပဲရှိကိုဂယူဆိုင်ပါမင်းစူးစမ်းနေရင်ဘာမဆိုဖြစ်နိုင်တယ်ဒါပေမဲ့ကို့အတွက်စူးစမ်းရမှာကို့အလုပ်ပဲသူများစကားကြောင့်မပြတ်စည်းပါနဲ့ဝေဖန်မှုတွေချမှာလဲရှေ့ဆက်ပါမင်းဟာထူးကြရဲ့မင်းရဲ့အားသာချက်တွေကိုအသုံးချပါအားနည်းချက်တွေကိုလက်ခံပြီးတိုးတက်အောင်လုပ်ပါကိုယုံကြည်ပါစိတ်တက်ကြနေရင်အားမငယ်နဲ့တရက်တည်းမဟုတ်ဘူးတစ်နှစ်စူးစမ်းရင်ပြောင်းလဲလာမယ်မင်းခွန်လာရှိတယ်ဘလောက်ပဲလဲကြအားယူပြီးပြန်ထားဖို့မမေ့ပါနဲ့အခက်ခဲကတော့လူတိုင်းရှိတတ်ပါနဲ့အရှုံးမပေးပါနဲ့